ရုရှားကအစစ်မြင့်စစ်ဗိုလ်ချုပ်တူမြန်မာနိုင်ငံကိုလာလေသွားတယ်ဆိုတော့သူပါတီလောက်သွားတယ်လေဘာကြောင့်လာတာလဲနိုင်ငံပိုင်မီဒီယာမှာဖော်ပြထားတဲ့အချက်လက်တွေကိုအခြေခံပြီးဒီခီးစဉ်ရဲ့ထူးခြားတဲ့အပိုင်းအစပ်တွေကိုတစ်ခုချင်းစီလိုက်ကြည့်ကြရအောင်ဒီလိုအစစ်မြင့်ယူရှားဗိုလ်ချုပ်တို့ရဲ့ခီးစင်မှာတရားဝင်တွေ့ဆုံပွဲတွေအပြင်ဘယ်လိုမျိုးထက်မှန်မထားခဲ့လှုပ်ရှားမှုတွေပါဝင်ခဲ့မယ်လို့ထင်ပါတယ်ဒီခီးစင်ကပြိုပြနေတဲ့နောက်ခွဲကအထက်ဘက်တွေကတော့ဘာဖြစ်မလဲကဲဒီနေ့မှာတော့ဒီခီးစင်ကိုအပိုင်း၅ပိုင်းခွဲပြီးကြည့်သွားပါမယ်ဘသူတွေလာတဲ့ဆိုတာကနေစပြီးသူတို့လှုပ်သွားတဲ့တရားဝင်တာဝန်တွေဖျားဖူးတာတွေဈေးဝယ်ထွက်တာတွေနောက်ဆုံးဒီခီးစင်တစ်ခုလုံးကဘာကိုဆိုလိုနေတယ်ဆိုတာအထိအသေးစိတ်လေ့လာကြည့်ကြပါမယ်ဟုတ်ပြီပထမဆုံးအနေနဲ့ဒီကုစားလက်အဖွဲ့မှာဘသူကအဓိကလဲပြီးတော့သူတို့ဒီကိုလာရတဲ့တရားဝင်ရည်ရွယ်ချက်ကကောပါလဲဆိုတာအရင်ဆုံးကြည့်လိုက်ကြရအောင်ပါဒီခရီးစဉ်ကိုဥဆောင်လာတာကတော့ရုရှားကြီးတပ်ရဲ့ဒုတိယဦးစီးချုပ်ဗိုလ်မှူးကြီးချုပ်အလက်ဇန်ဒါမာရော့ဗ်နီကော့ဖ်ဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့ယာတုကငင်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာတာဝန်ခံဆိုပြီးတရင်တွေမှာဖော်ပြထားတာပါပဲဒီခီးစဉ်ရဲ့တရားဝင်ခေါင်းစဉ်ကတော့တတိယအကြိမ်မြောက်မြန်မာရုရှားပူတွဲချမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကိုတက်ဖို့ပါတယ်ဒါကနိုင်ငံရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုပေါ့ဆိုတော့ခီးစင်ရဲ့ပထမဆုံးခြေလှမ်းတွေကိုမြန်မာနိုင်ငံရဲ့အော့ထုတ်ရေးမြို့တော်နေပြည်တော်မှာစတင်ခဲ့ပါတယ်ဒီမှာတော့တမတော်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့နေရာတွေကိုအဓိကထားတွားရောက်ခဲ့တာတွေ့ရပါတယ်သူတို့ရဲ့ခရီးစဉ်ကိုတရားဝင်ဆန်းဆန်းလေးလေးနက်နက်စတင်ခဲ့ပါတယ်အဲ့ဒါကတော့နေပြည်တော်ကသူရဲကောင်းပြင်မှန်ကိုတွားပြီးနိုင်ငံရဲ့အသက်ပေးသွားတဲ့စစ်တေတွေကိုဂါရဝပြုခဲ့တာပါပဲသူရဲကောင်းပြီးမှလောက်ခဲ့တဲ့အခါအနားကတော်တော်လေးကိုစနစ်တကျရှိပါတယ်အထင်းမဲ့ကြောက်တိုင်မှာဂုံဖြူပန်းချင်းတွေချတယ်အလေးပြုတယ်ပြီးတော့အဲ့ဒီတော့မှတ်တမ်းမှာလက်မှတ်ရေးထိုးတယ်ဒါတွေဟာလုံးကနိုင်ငံခြားကအပြာလန်လေးစားမှုကိုပြသတဲ့တန်တမန်ရေးရလှုပ်ထုံလို့နေနေပါပဲအဲ့နောက်မှာတော့သူတို့ဟာမြန်မာတပ်မတော်ရဲ့သမိုင်းကိုပြသထားတဲ့တပ်မတော်စစ်သမိုင်းများတိုင်းကိုဆက်ပြီးထွားရောက်ခဲ့ကြပါတယ်နိုင်ငံရဲ့စစ်ပတ်ဆိုင်ရာနောက်ခံသမိုင်းတွေကိုအပြာလန်နားလည်မှုတိစောက်တဲ့သဘောမျိုးလို့ဆိုရမှာပေါ့ကဲစီရေးဆက်ရာတရားဝင်ကိစ္စတွေကြီးွားတဲ့ခါမှာတော့ခရီးစဉ်ကပုံစံတစ်မျိုးပြောင်းသွားပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့အထင်ကရဖြစ်တဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာနေရာတွေကိုတွားရောက်လဲပတ်တာပါပဲနေပြည်တော်မှာသူတို့ပထမဆုံးတွားဖို့တဲ့ဘာသာရေးအစောအောင်ကတော့မကြာသေးခင်ကမှတိစောက်ပြီးစခဲ့တဲ့မာရာဝီရိယဘုရားရုပ်ပါတော်ကြီးပါဒါဟာဒီဘက်ခေတ်မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးဘာသာရေးစီမံကိန်းတွေကတစ်ခုဖြစ်ပါတယ်ဒီရုပ်ပါတော်ကယူယိုမဟုတ်ပါဘူးကမ္ဘာအမြင့်ဆုံးထိုင်တော်မူစခြင်းကြောင့်ဘုရားရုပ်ပါတော်ဖြစ်မတန်ဝင်ထားတာပါဒီလိုကမ္ဘာစံချင်းတင်ထားတဲ့နေရာကိုလာရောက်လဲပတ်တာကတော်တော်လေးကိုထူးခြားတဲ့အမတ်တရားတစ်ခုဖြစ်စေခဲ့မှာတည်ကြပါတယ်ဒီနေရာမှာသူတို့ဟာမြန်မာဒလေးအတိုင်းပဲပန်းရေချမ်းစီမီတွေကလှူပူတော်တယ်ပြီးတော့ကုသိုလ်အများဝေတဲ့အထိမ်းအမှတ်အနေနဲ့ခေါင်းလောင်းထိုးပြီးဆုတောင်းထည့်ကြပါသေးတယ်ဒေသခံတွေရဲ့ယဉ်ကျေးမှုကိုလိုက်လွှင့်ညီထွေးလေးစားကြောင်းပြသသွားလာပေါ့နေပြည်တော်ကနေပြီးတော့သူတို့ရဲ့ခရီးစဉ်ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်ကိုရောက်လာပါတယ်ရန်ကုန်မှာတော့နိုင်ငံရဲ့အတဲ့နှလုံးလို့တောင်တင်စားရမယ်ရွှေဒီကုန်းစေတီတော်ကိုတွားရောက်ဖူးမြော်ခဲ့ကြပါတယ်ရွှေဒီကုန်းစေတီတော်ရင်းမြစ်ပေါ်မှာလည်းအလားတူပါပဲပန်းရေချမ်းစီမီနဲ့အမွှေးတိုင်ကတ်လှူပူဇော်ပြီးမြန်မာပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုရဲ့ဗဟိုချက်မှမှာလေးစားမှုကိုပြသခဲ့ကြတာတွေ့ရပါတယ်တရားဝင်ကိစ္စတွေဘာသာရေးကိစ္စတွေအပြင်ဒီခီးစဉ်မှာပိုပြီးပေါ့ပါနဲ့ကိုပိုင်အချင်းပေးတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါသေးတယ်ဟုတ်ပါတယ်ရန်ကုန်ရဲ့တမိုင်းဝင်ဘူကျုပ်စည်းဟာသူတို့ရဲ့နောက်ထပ်ခီးစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒီစည်းထဲမှာသူတို့ဟာမြန်မာလက်မှုပညာပစ္စည်းတွေကိုစိတ်ဝင်စားရှောက်ကြည့်ခြင်းအချင်းကုန်ဆုံးခဲ့ကြပါတယ်တတိနေရတော့သူတို့အဓိကစိတ်ဝင်စားခဲ့ကြတာဒါမြန်မာရိုးရာလက်ဝဲအနနာတွေအဝဲအချဲတွေပြီးတော့ရွှေချီထိုးလို့လေအားမြောက်တဲ့ပစ္စည်းတွေနဲ့ပန်းချီပန်းဖို့အနုပညာပစ္စည်းတွေပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့သူတို့ရဲ့ခီးစဉ်ထက်ကပိုင်းစားတွေကိုမြင်ခဲ့ရပြီဆိုတော့ဒါရလို့ကိုစူးစီးပြီးဒီခီးစဉ်ကဘလို့ပုံရိပ်အပြည့်အစုံကိုဖော်ပြနေတယ်လဲဆိုတာသုံးဆက်ကြည့်ကြအောင်ဒီခီးစဉ်ကိုခြုံကြည့်လိုက်တဲ့အခါမှာရှင်းလင်းတဲ့မျက်နှာစာနှစ်ခုကိုတွေ့နိုင်ပါပဲတစ်ဖက်မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးလိုတရားဝင်စီရေးကိစ္စတွေစစ်တမိုင်းပိတိုက်လေ့လာတာတွေရှိနေတယ်နောက်တစ်ဖက်မှာကျတော့ဖျားဖူးလာဈေးဝယ်တာလိုမျိုးယဉ်ကျေးမှုနဲ့ပုဂ္ဂိုလ်ရေးစံတဲ့ထိတွေ့ဆက်ဆံမှုတွေကိုလည်းအလေးပေးခဲ့တာတွေ့ရပါတယ်ဒါဟာတန်တမာရေးရမှာတရားဝင်ဆက်ဆံရေးရောလူသားဆန်တဲ့ဆက်ဆံမှုကိုပါပေါင်းစပ်အထုံးပြသွားတဲ့ပုံစံမျိုးပါပဲဒီတော့နောက်ဆုံးအနေနဲ့မေးစရာရှိတာကဒါပါပဲတရားဝင်စီရေးတာဝန်အနေနဲ့ဖျားဖူးတာဈေးဝယ်ထွက်တာတွေကိုရောစမမွှေထားတဲ့ဒီခီးစဉ်တစ်ခုလုံးဟာရိုးရိုးစင်စင်ချစ်ကြည်ရေးခီးစဉ်တစ်ခုပဲလားဒါမှမဟုတ်နိုင်ငံခြားကပိုပြီးနှက်ဆိုင်ပြီးဗတ်ပေါင်းဆောင်ကချိတ်ဆက်နေမှုကိုပြသသွားတဲ့တန်တမာရေးရပြပွဲတစ်ခုများဖြစ်နေမလားဒီကြောင့်စပ်ပြီးစဉ်းစားဖို့တော့ခြံထားခဲ့ပါစေ